အလောင်းတော်မျိုးတွေမင်္ဂလာပါဗျာဒီကနေ့1388ခုနှစ်ကစုံလာဆန်း7ရက်ကဘာသုံးပြက်ကလေးနဲ့2026ခုနှစ်ဧပြီလ26ရက်တနင်္ဂနွေနေ့ဖြစ်ပါတယ်ဘုံဘုံ online မတက်တာကြားခဲ့ပါပြီဗျမြေပြင်လုပ်တွေအများကြီးဝင်လုပ်ဖြစ်တဲ့ online မဟုတ်ဘာမှဘုံမတင်ဖြစ်ပါဘူးဒီကနေ့တော့ဘုံဘုံတက်လာတဲ့အကြောင်းလေးတစ်ခုနဲ့ပြောချင်ပါတယ်ဗျဘာသာရေးလူမျိုးရေးကိစ္စပါဗျာဘုံဘုံတို့လုပ်တဲ့အလုပ်ကိစ္စတွေကဘာသာရေးလူမျိုးရေးများပါတယ်အဲ့တော့ဘုံဘုံသတင်းတစ်ခုကိုတင်တော့မယ်အကြောင်းအရာတစ်ခုကိုပြောတော့မယ်ဆိုရင်မီဒီယာကျင့်အောင်ဖြစ်တဲ့အနည်းဆုံးအခြေခံဘာ6လုံးပေါ့ဘာ6လုံးအခြေခံပြီးပြောပါတယ်ဘယ်နေ့ဘယ်နေရာဘယ်အချိန်မှာဘသူကိုဘာလုပ်လဲဆိုတဲ့အခြေခံအကြောင်းတရားလောက်ကိုတော့ဘုံတို့ပြောရတယ်ဒါပေမဲ့ဒီနေရာမှာတော့ဘုံဘာ6လုံးလုံးစလုံးကိုထည့်ပြီးတော့မီဒီယာကျင့်အောင်နဲ့အညီဆိုပြီးတော့ဘုံမပြောနိုင်ဘူးဘာဖြစ်လို့လဲဆိုတော့လူတဦးတရားဂုဏ်သိက္ခာတွေပါနေလို့ပါလူမျိုးရေးဘာသာရေးဆိုတဲ့နေရာမှာမွတ်စလင်နဲ့ဗုဒ္ဓဘာသာရဲ့ကိစ္စဖြစ်နေပါတယ်ဗျထုံးစံတိုင်းပေါ့ဗျာယောက်ျားလေးကတော့မွတ်စလင်ပေါ့မျိုးသမီးကတော့ဗုဒ္ဓဘာသာပေါ့ဗျာမနေ့က25ရက်4လ2026ခုနှစ်9နာရီအချိန်မှာနေကနေမိန်းကလေးတယောက်ကနေပြီးတော့ကားနဲ့ရန်ကုန်တက်လာတယ်ညနေ6နာရီခွဲအချိန်မှာရောက်တယ်အဲ့ဒီယောက်ျားလေးနဲ့တွေ့တယ်နောက်ပိုင်းတဆင့်နဲ့ချိတ်ဆက်မှုတွေနဲ့မိသားစုနဲ့ဆက်သွယ်လိုက်တဲ့အခါမှာသူတို့ကမော်လမြိုင်ဘက်ထိလစ်ဖို့ဒီမွတ်စလင်ကလေးနဲ့ဒီကောင်မလေးနဲ့လစ်ဖို့ကောင်မလေးဆိုတဲ့နေရာမှာကောင်မလေးကအသက်33နှစ်မွတ်စလင်ကတော့16နှစ်လို့ပြောတယ်မှတ်ပုံနဲ့လည်းရပြီလို့ပြောတယ်ဒါပေမဲ့တစ်ပတ်လောက်နေမှရမယ်တဲ့မထုတ်ရသေးရတယ်အဲ့ဒီလိုလည်းပြောတယ်သူတို့ကတော့မနဲ့မောင်ဇလန်းပေါ့ဗျာအဲ့တော့အနေမျိုးကနေပြီးတော့ရန်ကုန်ရောက်လာတဲ့အချိန်မှာသူတို့ဟိုဘက်ကိုမော်လမြိုင်ဘက်ကိုဆက်ပြီးတော့လစ်ဖို့လုပ်နေတဲ့အချိန်ဖုံးဆက်လိုက်တဲ့နေရာမှာနဘက်မှမိသားစုရှိပြန်ရောက်သွားတယ်ရောက်သွားတဲ့အချိန်မှာတစ်ဖက်ကမိသားစုကလည်းပျောက်လို့မနေ့တည်းကလိုက်ရှာနေတာမေးလိုက်တဲ့အခါမှာဘာတူလဲလို့မေးလိုက်တဲ့အခါမှာဖုံးချလိုက်ဆိုပြီးတော့သူတို့ရဲ့ကလေးမရဲ့အတန်သူတို့ရဲ့သမီးရဲ့အတန်သူတို့ရဲ့အမရဲ့အတန်မိန်းကလေးဘက်ကကာယကံရှင်ဘက်ကရိတ်မိသွားတဲ့အခါမှာချသွားတဲ့အခါမှာဖုံး3ချက်လောက်ဆက်ဆက်ကုန်တယ်မရဘူးအေးဖုံးကင်တော့မကင်ရင်2ယောက်လောက်အချုပ်ထဲရောက်သွားခြင်းလားလို့ပြောလိုက်တော့မှဖုံးပြန်ဆက်တယ်ဆက်လိုက်တော့မှရန်ကုန်ကိုရောက်နေပါတယ်တဲ့ဆိုပြီးပြောတယ်ပြောပြီးတော့အဲ့ဒီခါမှာရန်ကုန်မှာရှိတဲ့ရက်ွက်တစ်ခုမှာဒီအုတ်ချိုရည်မူကတော့ဦးဇနုနဲ့ဆက်တဲ့တကားပေါ့နော်အမှန်တရားကိုလည်းချစ်မြတ်လို့တယ်ရက်ွက်ကလည်းလေးစားချစ်ခင်ကြည်ညိုရတဲ့အုတ်ချိုမှုဖြစ်တယ်ဒါပေမဲ့တကယ်တမ်းရောက်နေတာကကျတော့အုတ်ချိုမှုနဲ့နယ်နိမိတ်အုတ်ချိုမှုရှိတော့မဟုတ်ဘူးကြာရာအိမ်မှုအိမ်ကိုရောက်နေတယ်ရာအိမ်မှုကတော့တက်ကြီးနေတယ်လို့လည်းပြောတယ်ဒါပေမဲ့အဲ့ကလေးမရောက်တဲ့အခါမှာဒီကလေးမကိုငါတို့ရဲ့အိမ်မှာခေါ်ထားပါတယ်နင်တို့တွေလားခေါ်ပါဆိုဟိုမှာရှိတဲ့မိသားစုတွေကားငှားပြီးတော့လိုက်တဲ့ကားနဲ့ချက်ချင်းနေချင်းညာချင်းဆိုလို့ညာရင်းချင်းချက်ချင်းတက်လာတယ်မနေ့ကျန်ကုန်ရောက်တယ်ဖုန်းလို့ရှိလို့ဆက်သွယ်အကြောင်းကြားတယ်ဖုန်းတို့တွေလိုက်တယ်အဲ့နေရာမှာပြောချင်တာရာအိမ်မူးရဲ့သမီးဆိုသူကဘာမှစိတ်မဘူးနဲ့ငါတို့ခေါ်ထားတယ်ငါတို့အိမ်မှာရှိတယ်လို့ပြောပြီးတကယ်တမ်းဖြစ်စဉ်အမှန်လူတွေတွေ့ဆုံလို့မေးလိုက်တဲ့အခါကျတော့ကောင်မလေးကဒီမွတ်စလင်ကလားဆိုတဲ့ကလေးရောကသူတို့အိမ်မှာအိတ်ကြတယ်ဒါပေမဲ့သူတို့ပြောစကားအရာတော့အိမ်မှာအခန်းနှစ်ခန်းရှိတယ်တစ်ခန်းမှာအဲ့တစ်ခန်းမှာကဒီကောင်လေးရဲ့မွတ်စလင်ကလေးရဲ့အမေကသူ့သမီးနဲ့ဒီကောင်မလေးကိုတွဲသိတယ်လို့ပြောတယ်ဒီကောင်လေးကိုလည်းသူတို့ညီကိုတွေတက်သိတယ်လို့ပြောဒါသူတို့ပြောစကားအရာပေါ့နော်ဟုတ်ချင်မှလည်းဟုတ်မှာကလားဆိုတာကလိန်နေများတယ်ကျောက်ကတော့လုံးဝမယုံဘူးလုံးဝအယုံကြည်မရှိဘူးကောင်းတဲ့ကလားတွေမရှိဘူးလားဆိုတော့ရှိတယ်ဒါပေမဲ့ရှားတယ်နော်အဲ့တော့လူမျိုးဘာသာရေးပဋိပက္ခမဖြစ်အောင်ဘုန်းတော်အချိန်မီလိုက်ပြီးတော့ဟုတ်တယ်ဘုန်းတော်ရဲ့ဒီအုတ်ချွေမှုတကာရှိကိုအကြောင်းကြတော့အုတ်ချွေမှုကအားလုံးအဆင်ပြေအောင်စီစဉ်ပေးတယ်ဆောင်ရွက်ပေးတယ်အဆင်မပြေတာယာအိမ်မှုရဲ့သမီးဆိုတဲ့သူအချိုးမပြေတာစကားပြောပေါ့အဆင်မပြေတာပေါ့နော်ဒါပေမဲ့ကိုလူမျိုးချင်းဖြစ်နေလို့ဘုန်းတော်ဘာမှမလုပ်ဘူးတခြားဆိုလို့ကတော့အဲ့နေရာမှာသွားတွေဘယ်နှချောင်းလောက်ထွက်သွားမလဲတော့မသိဘူးအဲ့တော့မှဘုန်းကြီးကဒေါသနဲ့လားဆိုတာစကားတော့လာမပြောနဲ့လူစကားပြောလူလိုပြောကိုချင်းစာတရားနဲ့ပြောသားသမီးချင်းကိုချင်းစာတဲ့စိတ်နဲ့ပြောမိန်းမချင်းကိုချင်းစာတဲ့စိတ်နဲ့ပြောအဲ့လိုမပြောရင်တော့အဲ့ဒီလိုမျိုးလာပါပဲတုံ့ပြန်မှုကတော့အဲ့တော့ပြောချင်တာကဘုရားဘာသာမြန်မာမင်းကလေးအမျိုးသမီးဒီမွတ်စလင်ကောင်လေးရဲ့အပေါ်မှာဒီမွတ်စလင်ကောင်လေးကရှင်းပြောရင်တော့ဘုံအနေနဲ့ပြောမယ်ဆိုရင်တော့ဒီမြန်မာမျိုးမျိုးဘာမှကြိုက်စရာတော့အကြောင်းမရှိဘူးဒါနဲ့ဒီမွတ်စလင်16နှစ်ဆိုတဲ့ကောင်လေးကဒီ33နှစ်မြန်မာမျိုးမျိုးကြိုက်တယ်ဘာလို့ကြိုက်တယ်အရန်လှနေလားအရန်ချောနေလားမဟုတ်ဘူးဗျဒါနဲ့သူတို့မွတ်စလင်တွေမှာဆောင်းလို့ရှိတယ်ဗမာမှန်အနူမရွေးနေတယ်နူနေပါစေတယ်သူတို့ကသားဖောက်လို့ရရင်ပြီးတာလူချင်းမျိုးတာဒါကြောင့်အရင်တော့ဘုန်းတို့နိုင်ငံမှာရှိတဲ့လာဝကယုံတွေလမ်းစုံလမ်းကွာတွေမှာလူမြေမျိုးရွေးလူမျိုးမပြုတ်လူမျိုးမှလူမျိုးပြုတ်ပြီဆိုတဲ့ဆိုင်းကိုရှိတယ်အခုမရှိတော့တချို့လာဝကယုံတွေမှာကြံသေးတယ်တချို့ယုံတွေမှာရှိသေးတယ်အခုလမ်းစုံလမ်းကွာတွေမှာမရှိတော့ဘူးအဲ့တော့သူကလူချင်းမျိုးဖို့ပဲလေအဲ့တော့ပြောချင်တာကတော့ဗမာမှန်အနူမျိုးနဲ့မြန်မာဖြစ်နေဖို့ပဲလိုတယ်အနူဖြစ်စရာမလိုကလေးမွေးပေးနိုင်မှုပဲလိုတယ်လူဦးရေများလာတဲ့အမြဟိုစစ်တိုက်စရာမလိုတနက်ကြီးတစ်ချက်ဖောက်စရာမလိုဝမ်းမျိုးပလိုက်ပြီးတော့နိုင်ငံတစ်ခုကိုသိမ့်ပိုက်တယ်ရက်ွက်တစ်ခုကိုသိမ့်ပိုက်တယ်ဒါတွေကရှေ့မှာတာရကတွေကဘာမှလည်းတာရကတွေအများကြီးပါဒါတွေကအထွေးထူးတယ်လည်းပြောနေစရာမလိုဘူးအဲ့တော့ကောင်း
ပြောချင်တာကကောင်မလေးဘက်ကမိဘတွေလိုက်လဲဖုန်းလုံးနဲ့ချိတ်ဆက်ဖုန်းလုံးကနေပြီးတော့အုပ်ချုပ်ရေးမှုအကြောင်းကြားအကူအညီတောင်းအုပ်ချုပ်ရေးမှုအားလုံးအဆင်ပြေအောင်လုပ်ပြီးတော့ဒီကိစ္စကတော့အဆင်ပြေသွားတယ်လို့ပြောလို့ရတယ်အချိုးမပြေတာယာယီမှုရဲ့သမီးဆိုတဲ့သူအချိုးမပြေဒါပေမဲ့အုပ်ချုပ်ရေးမှုကဆုံးပါတယ်ဒါတော့ဒီယာယီမှုသမီးကဒီလေးစားတဲ့အနေနဲ့နာခံတယ်ဘုံလို့ရှိတယ်မှာပဲခေါ်ဆုံးပါတယ်နာခံတယ်ပြောချင်တာကတော့ဒီမွတ်စလင်ဆိုတဲ့ကောင်လေးကဒီအရွယ်လောက်ရှိတဲ့33နှစ်အရွယ်အဲ့ကောင်မလေးတယောက်ကောင်မလေးအခြေအနေနေဒီကောင်လေးကဘာလုပ်ကြင်မှမရှိဘူးအရင်ပြလိန်စားနေတာမောင်နဲ့မနဲ့မောင်ဖုန်းထဲမှာယူစစ်ကြည့်လိုက်တဲ့ဇလန်းပေါ့ဗျာအဲ့ဒီဇလန်းထဲမှာဘာလုပ်လဲဆိုတော့မောင်လေးဆရာမဂျူးရဲ့စောင်းကလေးဝယ်ခြင်းလို့ပတ်စံလွှဲပေးရတယ်မောင်လေးငကြက်ကလေးဝယ်ခြင်းလို့ပတ်စံလွှဲပေးရတယ်မောင်လေးတကြံဆော့ခြင်းလို့တကြံနဲ့ပတ်စံ2သိန်းလွှဲပေးရတယ်ဟိုဘက်ကမိသားစုမျိုးတော့အိမ်မှာပတ်စံနေခဏပြောက်တယ်လက်တယ်မပေါ်ဘူးနောက်ဆုံးတော့ပတ်စံနေအဲ့ဒီအပေါက်ကနေထွက်နေတာဟမ်မောင်ဗုဒ္ဓဘာသာကိုပြောင်းခြင်းလို့ပတ်စံလေးလွှဲပေးပါအောင်လွှဲပေးလိုက်တယ်နောက်တစ်ခါမောင်လေးမှတ်ပုံတင်လေးလှုပ်ချင်လို့ပတ်စံလေးလွှဲပေးပါအောင်လွှဲပေးတာပဲဗျာအမှန်တော့ဒီကောင်ကညာစားနေတာဒီဗုဒ္ဓဘာသာမြန်မာအမျိုးသမီးကြီးကနေညာစားနေတာအဲ့ဗုဒ္ဓဘာသာမြန်မာအမျိုးသမီးကလည်းအခြေမဲ့အနေမဲ့တော့မဟုတ်ဘူးအခြေနဲ့အနေနဲ့ဆိုရင်လည်းရုပ်ကံလှုပ်ရှားဈေးရောက်နေရတာအမတွေကလည်းဈေးရောက်နေသူကလည်းသူအခြေနဲ့အနေနဲ့ရတော့ရှိတယ်ဒါနဲ့ဟိုတဲ့အဆိုင်တော့အကွာကြီးပေါ့ဗျာအဲ့တော့ဟိုကဒီအကွက်တွေ့ပြီးတော့ဒီခွင်နဲ့လှုပ်ရှားဖန်တီးနေတာအဲ့တော့ပြောချင်တာဒီနေ့အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့မနေ့ရောက်တယ်ဒီနေ့တော့ပြန်ပြီးတော့ထည့်ပေးနိုင်လိုက်တယ်ပြန်ပြီးတော့ကိုလူကိုပြန်ခေါ်သွားတယ်နောက်လေဒီလိုမျိုးငွေကြီးနဲ့ပတ်သက်ပြီးတော့လိန်လဲတဲ့အရှုပ်ရှင်းတွေမလုပ်ဖို့ဆိုတဲ့ဂရီကိုတွေလည်းရှိခဲ့တယ်လောက်လာမယ်ဆိုရင်တော့ဖုန်းတို့ဘက်ကလည်းဒီတိုင်းလက်ပိုက်ကြည့်နေမှာမဟုတ်ပါဘူးလူမျိုးရေးရအောင်ဘာသာရေးရအောင်ဥပဒေကြောင်းရအောင်ဖုန်းတော့ငုတ်ခံနေမဲ့ပုံကိုယ်တွေတော့မဟုတ်ပါဘူးတုံ့ပြန်မဲ့ပုံကိုယ်တွေပါဒါကြောင့်မို့လို့ကိုဘောရဘာသာမြန်မာအမျိုးသမီးတွေလည်းဒီနေ့မှာသင်္ကန်းစာတိုင်းနဲ့ကိုသားသမီးပါဖြစ်နေလဲမြတ်စွာဘုရားရဲ့သင်္ကန်းလောဝါဒတုတ်ဆုံးမစာမှာကျွေးမွေးမပြည့်ဆောင်ရွက်စီမံမွေခံထိုက်စီလှူမျှဝေရေးစောင့်နေမျိုးနဲ့ဝင်ကားတဲ့ကျင့်ဖွယ်သားတို့သမီးတို့တာတဲ့နော်သားသမီးကျင့်ဖို့၅ပါးသင်္ကန်းလောဝါဒတုတ်မှာမြတ်စွာဘုရားပြောတာနော်ဒီလိုပြောလို့မြို့ချစ်ဘုန်းကြီးအစွဲရောက်ဘုန်းကြီးကြိုက်တယ်လို့ပြောပြခင်ဗျားတို့ပါစံအမြုပ်ထွက်တာကြောက်ကြိုးဆိုင်နေမှာမဟုတ်ဘူးနော်အမျိုးချစ်တယ်ဆိုတာခင်ဗျားတို့အမြင့်ချိုးတဲ့လူတွေရှိနေလို့ကျတို့အမျိုးချစ်နေရတာအမျိုးဘာသာသာသနာကာကွယ်စောင့်ရှောက်တယ်ဆိုတာအမျိုးဘာသာသာသနာကိုဖျက်ဆီးနေတဲ့သူတွေရှိလို့ကျတို့အမျိုးဘာသာသာသနာကာကွယ်စောင့်ရှောက်တဲ့ဘုန်းကြီးတွေရှိနေရတာပရိယပိပပိဝေဒဆိုတဲ့သာသနာ၃ရက်ရှိတယ်ပရိယတိသာသနာပိပတိသာသနာပိဝေဒနာသာသနာမှာဘုန်းတို့တွေပရိယတ်တွေမလုံနိုင်ဘူးနော်ပฏิပတ်တွေလည်းမလုံနိုင်ဘူးအမျိုးသားကြီးလောကတ္တစရိယလောကကောင်းကျိုးညာတ္တစရိယအဆွေမျိုးရဲ့ကောင်းကျိုးလုံနေရတယ်ကို့အမျိုးတွေကိုယ့်ရဲ့အမျိုးတွေအန္တရာယ်ကြောက်ပါဆိုဥပဒေနဲ့ညီမိနဲ့ဓမ္မနဲ့အညီလိုက်ကာဝဲတဲ့လုပ်တွေလုပ်ပေးနေရတယ်အဲ့တော့ကိုသားသမီးကစောင့်နေမျိုးနဲ့စိတ်ရှိရလားအမျိုးတူဘာသာတူရောဟုတ်ရလားဒါမျိုးတွေကိုလည်းကြည့်ဖို့လိုတယ်နော်နိုင်ငံရေးမကောင်းတဲ့အချိန်မှာမွတ်စလင်ကလာတွေရော့တုံနေတာတွေတပုံကြီးရှိတယ်ကလာတွေရော့တုံနေတာတွေအများကြီးရှိတယ်နော်ခင်မကောင်းဆိုပြီးတော့ဒီအာနာဇက်တွေဥပဒေစိုးမိုးမှုတွေတိတ်ပြီးတော့အများကြီးမလုပ်နိုင်သေးဘူးလေဘာလို့လဲနိုင်ငံတော်မှာလည်းဒီအဖက်ဘက်ကဘယ်ပေါင်းစုံထိုးနဲ့တိုက်ခိုက်နေတာတွေကိုဒီဆောက်ရေးကာလပြန်လဲပြီးတော့ရုံးကန်လှုပ်ရှားနေရတဲ့ကာလတွေဖြစ်တဲ့အတွက်ဒီကောင်တွေကအခွင့်အရေးတွေရပြီးလုပ်နေကြတယ်အဲ့တော့ပြောချင်တာဘယ်သူကလဲဘာကိစ္စလဲဆိုတဲ့စကားတော့လာမပြောနဲ့เนาะဒါနဲ့ပြလို့တော့ရတယ်ဒီမှာကြည့်ကြည့်တာဟာရီပုံထဲမှာရှိတဲ့ကလာဘေးနာကသူ့မိမွတ်စလင်မပုံတင်ထဲမှာဗမာဗုဒ္ဓလို့ပြောတိုင်းဗမာဗုဒ္ဓမဖြစ်ဘူးသူတို့ဘာအယူတွေယူနေလဲဘာကျင့်နေလဲဘယ်အလုပ်တွေလုပ်နေလဲဆိုတာကိုတော့ဒီချာဒီနော်တချို့တော့အကျင့်ပြည့်ခြားစားလဝကဝန်ထမ်းတွေရဲ့လက်ပေးလက်ယူမှုတွေကြောင့်မှတ်ပုံတင်ထဲမှာဗုဒ္ဓဘာသာဗမာဗုဒ္ဓဖြစ်ပြီးတော့ပါကစ္စတန်ရုပ်ခေါ်တော်မျက်လုံးခေါ်တော်နှာခေါင်းနေနဲ့မွတ်စလင်တွေအများကြီးရှိတယ်အစ္စလမ်လိုလည်းမှတ်ပုံတင်တစ်ခုကင်ထားတယ်ဗုဒ္ဓဘာသာလိုလည်းမှတ်ပုံတင်ကိုတစ်ခုကင်ထားတဲ့လူတွေတပုံကြီးရှိတယ်နော်အဲ့တော့ခုနကပြခဲ့တဲ့ပုံတွေကဒါအမိတယ်နော်အဲ့မွတ်စလင်ကလာအတွင်းကြည့်ချအောင်မြန်မာမျိုးသမီးတွေတတိထားပြီးတော့ရှောင်ကြရှားကြပါလက်တွေ့ဘာပဲဖြစ်ဖြစ်ကိုဗုဒ္ဓဘာသာမြန်မာမျိုးသမီးတွေနစ်နာတယ်ဥရေချောင်းရပဲဖြစ်ဖြစ်ဘလိုနည်းနဲ့ဖြစ်ဖြစ်သူတို့ဘက်မှာပြည့်စုံတယ်နော်အဲ့တော့မွတ်စလင်အန်ဒီရဲကနေပြီးတော့ကင်းဝေးပြီးတော့
ကိုသားသမီးကိုစောင့်ရှောက်နိုင်ကြပါစေစောင့်နေမျိုးနဲ့ဆိုတဲ့သားသမီးကျုံတွေလည်းကြည်ဝင်ကြပါစေလို့ပြောချရင်းနဲ့ပဲဒီကနေ့နော်ဖြစ်စဉ်လေးကိုဘုံဘုံဒီနေရာမှာပဲဒီညနေဒီကုန်းကံပဲအဆုံးသတ်လိုက်ပါတယ်